one ဒီဗီဒီယိုလေးကတော့နီကိုချစ်မိုက်သွားတဲ့ vlog လေးပေါ့နော်မသွားခင်လမ်းမှာစားဖို့မုတ်လေးဝင်ဝယ်တယ်ပြီးတော့မနေ့ကဘာမှမစားသေးတော့ခောက်ဆွဲပဲပြုတ်စားလိုက်တယ်ပေါ့နော်နီကိုတို့ချစ်မိုင်ကိုဘန်ကောက်ကနေကားနဲ့ဆိုရင်အချိန်9နာရီလောက်မောင်းသွားရမှာပေါ့နော်မက်ကိုကြည့်တော့အယုဒ္ဓယမြို့ကချစ်မိုင်သွားတဲ့လမ်းပေါ်မှာဆိုတော့အယုဒ္ဓယမြို့ကိုအရင်ဝင်ဖို့စဉ်းစားမိတယ်အချိန်ကအရင်မရတော့ရသလောက်တနေရာ2နေရာလောက်ပဲဝင်ဖြစ်မယ်လို့နီကိုစဉ်းစားထားပါတယ်ဒါကတော့ခောက်ဆွဲပြုတ်နေတာပေါ့နော်စားကြပါအောင်ဘာမှမစားရသေးလို့လားမသိဘူးခောက်ဆွဲပြုတ်ကအရန်စားကောင်းနေရဲ့ဒါကအယုဒ္ဓယမြို့ကိုဝင်တဲ့လမ်းမှာနေမြို့လေးကိုရောက်သွားတယ်လို့ခန်းစားရတယ်ဒီကိုသွားခဲ့တာကတော့ဒီဖျားပေါ့နော်ဖျားရှိမှဒီလိုမျိုးရွေးရဝစ်ဆောင်ငှားဝတ်လို့ရတဲ့ဆိုင်ကြီးအများကြီးရှိတယ်နီကိုလည်းရောက်တော့ဒီဆိုင်လေးမှာငှားဝတ်ဖြစ်ခဲ့တယ်ပေါ့နော်သူကအဝတ်အစားဒီဇိုင်းပေါ်မူတည်ပြီး package အမျိုးမျိုးရှိပါတယ်နီကိုကတော့အထက်ကဘတ်250တန် package ကိုပဲယူဖြစ်ခဲ့ပါတယ်ဒါကတော့နီကိုငှားခဲ့တဲ့ဝတ်ဆောင်လေးပါတော်တော်လေးလှတယ်ဝတ်လိုက်တော့ထိုင်းမလေးဖြစ်သွားတယ်လို့တော့ခန်းစားရတယ်ဒါကတော့ entrance ပေါ့နော်တယောက်ကိုဘတ်50 fees ပေးရပါတယ်ရှင်ဒီဖျားကနေ့စဉ်မနက်8နာရီကနေညနေ6နာရီခွဲအထိဖွင့်ပါတယ်တည်ထားတာကတော့နှစ်ပေါင်း400နီးပါးလောက်ရှိပြီးတော့အယုဒ္ဓယမြို့ရဲ့ tourist attraction နေရာတွေထဲကတနေရာလို့ပြောလို့ရပါတယ်ရှင်နီကိုအတွက်တော့ဒီဖျားကိုလာရတာပကံကိုရောက်သွားတဲ့ခန်းစားချက်မျိုးရတယ်ပေါ့နော်ဒီမှာတော့ဖျားနဲ့သက်ဆိုင်တဲ့သမိုင်းကြောင်းကိုပြထားပါတယ်တည်ထားတာကြာနေပြီဆိုတော့တချို့နေရာတွေကတော့ပျက်စီးနေတာကိုတွေ့ရတယ်ဒါပေမဲ့ရှင်းဟောင်းအမွေနှစ်တွေဖြစ်လို့ဆက်ပြီးမပြောက်ပြက်အောင်ထိန်းသိမ်းထားတာကိုလည်းမြင်ခဲ့ရပါတယ်ဒီမှာနီကိုလိုမျိုးရွေးရောက်ဝတ်ဆောင်တဲ့ဓာတ်ပုံလာလိုက်တဲ့သူတွေလည်းအများကြီးရှိတယ်ဒါကတော့ဖျားရဲ့အနောက်ဘက်ခြမ်းမှာမှာမြင့်တဲ့လှိစိတ်လေးလည်းရှိတယ်ပေါ့နော်ဟိုဘက်ကန်းကိုအတွက်ဆိုရင်တစ်ကတ်ထပ်ဝယ်ရတယ်ပေါ့နော်နီကိုကတော့အချိန်သိမ့်မရှိလို့မသွားဖြစ်ခဲ့ပါဘူးဒါကတော့မြင့်စိတ်ကနေဖျားကိုမြင်နေရတဲ့ view ပါနီကိုက historical နဲ့ဆိုင်တဲ့နေရာတွေကိုသွားရတာကြိုက်တဲ့သူမို့လို့လားမသိဘူးဒီနေရာလေးကိုအရန်သဘောကျပြီးတော့နောက်တစ်ခေါက်ချိန်ရရင်တေချာထက်လိုက်လာဖို့စဉ်းစားထားပါတယ်ဒီတစ်ပိုင်းကတော့ဒီလောက်ပါပဲ bye guys နောက်ထပ် vlog တွေမှာထပ်တွေ့ကြမယ်နော်